တင်းကြံကြသည့်ရက်မှာအင်္ဂါနေ့ဖြစ်သည်တို့ဖြစ်ရာတင်းကြံအကြမြေခံရာဟုသားသမီးနှင့်တင်းကြံအကြနှင့်အင်္ဂါနေ့ပွားသားသမီးတို့မှကျွမ်းကြံကုန်သောနေသားသမီးတို့သည်မိမိတို့၏နေနံအလိုက်တင်းနှင်းကလေးနေပွားသားသမီးများအတွက်ဂါပတိရက်ကအနောက်တောင်ရက်တနင်္လာနေ့သားသမီးကအနောက်အရက်ဗုဒ္ဓဟူးသားသမီးကမြောက်အရက်ကြာသပတေးနေ့သားသမီးကအရှေ့အရက်တောက်ကြနေသားသမီးကတောင်အရက်စနေသားသမီးကအရှေ့မြောက်အရက်မျက်နှာများသို့မျက်နှာမူပြီးလင်မိမိတို့၏နာအမြင့်ဖြစ်သောတနင်္ဂနွေကဒန်းညွန့်တနင်္လာကအုံညွန့်ဗုဒ္ဓဟူးကနေစာညွန့်ကြာသပတေးကခြေရားညွန့်တောက်ကြကတပြေညွန့်စနေကသီးညွန့်အမြင့်နဲ့နန္ဒူပန်းညွန့်တို့ကိုနင်းချမ်းပြုပါဒါအပြင်မိမိတို့၏အညွန့်ပန်းဖြစ်သောတနင်္ဂနွေကကန်းကော်ညွန့်တနင်္လာကနေစာညွန့်ဗုဒ္ဓဟူးကတပြေညွန့်ကြာသပတေးကသီးညွန့်တောက်ကြကဒန်းညွန့်စနေကအုံညွန့်ဟူသောအညွန့်နဲ့နန္ဒူပန်းပွန်းတို့ကိုအသီးသီးဆောင်လျက်ယရနာသုံးပါးမိဘဘိုးဘွားဆရာသမားတရားပြမှာစတုလောကပါဠသာသနာတော်ဆောင်တမ္မာဒေဝနတ်ကောင်းနှမြတ်တို့ကိုပူဇော်ကြော်ပြီးမိမိတို့လိုရာဆန္ဒကိုဆုတောင်း၍ဥကောင်းစေးမင်္ဂလာပြုကုန်ရသည်တင်းကြံအကြနှင့်မြေကန်နေသားသမီးဖြစ်သောယာဟုနေပါသားသမီးတို့သည်မိမိတို့၏ဂါပတိရက်ဖြစ်သောအရှိတောင်တောင်အရာရှိတစ်ပင်ရင်တွင်ယာဟု၏အမျက်နှံဖြစ်သည့်နေစာညွန့်ကိုအခင်းပြု၍မိမိတို့၏နံ၏အညွန့်ဖြစ်သောတပြေညွန့်ကိုဆောင်လျက်တင်းကြံအကြဂရဇာပွင့်ရာမြောက်ရက်သို့မျက်နှာမူပြီးလျင်ဥကောင်းစေးမင်္ဂလာပြုရ၏တင်းကြံအကြနှင့်အင်္ဂါနေ့သားသမီးတို့သည်တင်းကြံအကြက်နေ့တွင်မိမိတို့၏ဂါပတိရက်ဖြစ်သောအနောက်မြောက်အရာရှိတစ်ပင်ရင်တွင်အင်္ဂါ၏အမျက်နှံဖြစ်သည့်ကန်းကော်ညွန့်ကိုအခင်းပြု၍မိမိတို့၏နံညွန့်ပန်းဖြစ်သည့်ခြေရားညွန့်ကိုဆောင်ပြီးလျင်တင်းကြံအကြက်ရဲ့ဗုဒ္ဓဟူးနေ့၌ဂရဇာပွင့်ရာတင်းကြံအကြက်ဂရဇာရက်ဖြစ်သောအရှိမြောက်ရက်သို့မျက်နှာမူပြီးလျင်ယရနာသုံးပါးမိဘဆရာသမားတရားပြမှာစတုလောကပါဠသာသနာတော်ဆောင်နတ်ကောင်းနှမြတ်တို့အားလိုရာဆုတောင်းပြီးတော့ဥကောင်းစေးမင်္ဂလာပြုကုန်ရ၏ဥကောင်းစေးမင်္ဂလာပြုရခြင်းအကျိုးကအနာရောဂါကင်း၍ကျမ်းမာခြင်းချမ်းသာဒုက္ခများခြင်းစသောအကျိုးများဖြစ်ပွားကုန်ရ၏ဆက်လက်ပြီးတော့ခုနှစ်သားသမီးများအတွက်မြန်မာတက္ကရာ1388ခုနှစ်တနစ်စာဟောစရန်ကိုဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတနင်္ဂနွေနေဘွားသားသမီးတို့သည်ဤနှစ်တွင်ဆွေမျိုးအပေါင်းအသင်းလူအဖွဲ့အစည်းနှင့်ရှင်တွဲနေထိုင်ရန်ခက်ခဲမှုရှိပြီးအထီးကျန်ဆန်နေတတ်သည်အပျော်ပါတောက်စားနှင့်ရှင်တွဲနေတတ်သည်ငယ်ရွယ်သူအဖို့တည်ငြိမ်သင့်သည့်ကာလဖြစ်၍မသိလျော်သူနှင့်အဖန်ဖန်ကြုံတွေ့ရတတ်သည်အလောက်အကင်တွင်ရေလိုက်ငားလိုက်လောက်တိုင်းအောင်မြင်နေသည့်အချိန်ခါဖြစ်ပြီးကျေးဇူးရှိသူတို့အပေါ်ထူးမှတ်ရှိနေသင့်သည်အိမ်တော်ရေးတာယာမှုရှိပြီးသားသမီးအရေးအဓိကထား၍အချိန်ပေးရမယ့်ကာလဖြစ်သည်လုပ်ငန်းသည့်အတွက်စွန့်စား၍အကျိုးမြတ်ကောင်းစွာရရှိတတ်သည်ကျမ်းမာရေးနေရာဖြင့်နှလုံးအားနည်းခြင်းမကြာခဏအကြောညက်ခြင်းစသောဝေဒနာတို့ခံစားရအံ့ရေရအနေနဲ့ကတော့မွေးနေ့နဲ့10:45မိနစ်အချိန်မှာကန်းကော်ညွန့်2ညွန့်ကိုအိမ်ဖျားမှာကတ်လူပြီးတော့လိုရာဆုတောင်းပါအကျိုးပေးကဏ္ဍတွေကတော့ခေါင်း1နဲ့8တို့ဖြစ်ပါတယ်တနင်္လာသားသမီးတနင်္လာနေပါသားသမီးတို့သည်ဤနှစ်တွင်မိမိစိတ်